ကဲဒီနေ့တော့ငါးသမ များတာလေးပေါ့ဗျာအပြင်းပြေလေးကျွန်တော်တို့ဒေတာရဲ့ငါးသမများတဲ့ပုံလေးပေါ့နော်ကျွန်တော်အရင်ကြီးလဲဗီဒီယိုလည်းမရိုက်တတ်ပါဘူးဆိုအပြင်းပြေလေးရိုက်ပြီးတော့တင်တာပါလို့နော်ဒါလေးကတော့ရောက်တာနဲ့ငါးများကျိတ်ချလိုက်ရင်လည်းဆွဲတဲ့ကောင်လေးဗျငါတော့ပေါ်တယ်ဗျမထင်ထားဘူးကျွန်တော်တို့လည်းရေကြီးလို့ငါးမရဘူးကျွန်တော်ဒီကောင်လေး3-4ကောင်ပဲစီးမှတော့များကြတာပေါ့တကယ်တမ်းဆိုငါအရန်ကြိုက်တယ်ဗျဒီကောင်လေးအရန်နေသွားတာဗျနောက်ရကြမှာဒီကောင်အများကြီးတီးပြီးသွားမှာဗျဒီနေ့လည်းအခုကရေကြီးလို့ငါမကြိုက်တော့ဘူးဆိုမှကျွန်တော်တို့လည်းပေါ့ဗျာဒီတိုင်းပဲအိမ်မှာပြင်းတာနဲ့ရှောက်လာတာပေါ့ဒါမဲ့ငါတော့ကြိုက်တယ်ဗျဒါမဲ့တီးရမလောက်ဒါနဲ့ပဲကျွန်တော်တို့ခဏပဲများပါတယ်ပြီးရင်ပြန်ပါပြီဒီဟာလေးတွေရတာပေါ့ဗျာဒါကတော့ဘာငါလို့ခေါ်လဲမသိဘူးဗျဟိုအကြီးကြီးဖြစ်တယ်ဗျဒီငါးတွေကအခုငါးအပေါက်လေးတွေပေါ့ဟိုကြောက်ငါးဗျမေခမိခမြစ်မှာရှိတဲ့ကြီးကြီးတွေဗျသူများအယုတ်နဲ့ဖြစ်လို့ချင်းအကြီးကြီးငါးမျိုးတွေဟုတ်တယ်ဗျဒါလေးကအပေါက်လေးတွေပေါ့ကဲဒီနေ့ကတော့ဒီလောက်ပါပဲဗျာဘိုင်